ကဲဂျင်းမိမှာအရန်ကြောက်လို့မလို့အပြင်ပုံတွေပဲပြပေးပါဆိုပြီးအမြဲတမ်းတောင်းဆိုကြရနော်ကျမကလည်းအမြဲတမ်းအပြင်ပုံတွေကိုပဲပြပေးတယ်အပြင်ပုံတွေမဟုတ်တော့အခုကစိုင်းပြင်မှာလည်းထွက်လိုက်ပြီးလမ်းပေါ်မှာလည်းရက်လိုက်ပြီးပေါ့နော်ဒီမှာနောက်ကကြောက်တိုင်ကြီးကိုတစ်ချက်ကြည့်လိုက်မေသူချွတ်အထယ်ဆိုင်ကကြောက်တိုင်ကွက်ချင်းလေးမှာရှိပါတယ်ရှင်ကျိုင်းတော်မျိုးကပါနော်ဒီမှာအပြင်ပုံလေးတွေကိုတေချာလူရောရုပ်ကောအကုန်လုံးကိုပြပြီးတော့အင်ဂျီရောပါတစ်ခါတည်းခေါ်သွားပေးပြီးနော်အဲ့တော့အပြင်ပုံလေးပြပေးလိုက်ပါပြီရှင်ကျင်းအကြပါတော့နော်ဒီမှာအသား quality လေးဆိုလို့ရှိရင်လည်းတော်တော်ကိုကောင်းတယ်ဒီဇိုင်းတွေဆိုလို့ရှိရင်လည်းမေသူချွတ်မှာပဲရနိုင်မယ်ဒီဇိုင်းလေးပေါ့နော်လုံးဝမိတယ်မိုက်တယ်လမ်းတယ်ပေါ့နော်ဒီလိုဒီဇိုင်းလေးလိုချင်တယ်ဆိုလို့ရှိရင်တော့မေသူချိုက်ကိုအမြန်လာခဲ့ပါလို့ပြောချင်ပါတယ်ရှင်မေသူချိုက်မှာဆိုလို့ရှိရင်လူငယ်ကြိုက်ဒီဇိုင်းတွေအများကြီးကိုပဲပေါ့နော်တပတ်တစ်ခါလောက်အများနဲ့အစ်စ်တွေဝင်နေတာဆိုတော့လုံးဝဒိတ်အောက်သွားမှာစိုးရင်စရာမလိုဘူးသူများထက်ပို့ပြီးတော့လှနေဖို့ကတော့ပေါ့နော်မေသူချိုက်ရဲ့တာဝန်ပါရှင်အဲ့တော့မေသူချိုက်ကတော့ဒီနေ့ပေါ့နော်အဓိကကဒီနေ့မီးပြက်နေတယ်တနေကုန်မီးပြက်နေတာဆိုတော့အထဲမှာတော်တော်မှောင်ပါတယ်ရှင်မှောင်တဲ့ခါကျတော့မေသူတို့ဒီညနေဆောင်မှာအပြင်ကိုထွက်တယ်ထွက်ပြီးတဲ့အခါလဲရောက်တော့မေသူတို့ဒီအထုပ်တစ်တွေပါရောက်တဲ့ခါကျတော့အကုန်လုံးကိုဖောက်နေတာပေါ့နော်အထုပ်တစ်ထဲမှာဘာတွေပါမလဲပေါ့တထုပ်ပြီးတထုပ်ဖောက်နေတာအထဲမှာလည်းအထုပ်တွေရှိသေးတယ်အကုန်မဖောက်နိုင်သေးဘူးပေါ့နော်ဒါလောလောဆယ်အရင်ဖောက်မယ်ဖောက်ပြီးတော့မေသူတို့အစ်စ်တွေပါတွေချိတ်တာတွေပါပြမယ်ပေါ့နော်ဒါလေးတွေကကြတော့ကားကပတ်လေးတွေနော်ကားကပတ်လေးတွေရောပြီးရင်မေသူစီမှာလေဒီတစ်ခေါက်ကပတ်တွေအများကြီးပါတယ်နော်ကြီးစံကပတ်တွေရောကားကပတ်တွေရောပြီးတော့ဒီခါးမှာပတ်တဲ့